သိန်း8000ပြီးဘောလုံးပွဲကြည့်လို့ရမယ် Richard Miller အကြောင်းကိုကျွန်တော်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာ Hello everyone, this is Scott. So ဒီနေ့ကတော့ Richard Miller ပေါ့နော်သူတို့ရဲ့ mechanical engineering ကို flex လုပ်လိုက်တဲ့ IM4101 Tourbillon 5x chronograph soccer နာရီအကြောင်းကိုကျွန်တော်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာ Richard Miller အကြောင်းကိုကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့ Man City နီးပြာကြီး Pep Guardiola ကျွန်တော်ပြင်းမြင်တယ်ပေါ့နော်ဘာလို့ဆိုတော့သူက IM တွေကိုပွဲတိုင်းမှာတော်တော်ကြီးကိုဝတ်တယ်ပြီးတော့ပေါ့နော်သူကပေါ့နော်ဒီ Pep Guardiola နဲ့ IM ဆိုတော်တော်ကြီးကိုပြင်းမြန်တွေကိုတော်တော်ဝတ်ထားပါတော့ပြီးတော့ဒီနာရီကဘောလုံးပွဲချက်တဲ့သူတွေတော်တော်ကြီးရင်ကုန်စရာကောင်းတယ် mechanical engineering လုပ်ထားပြီးမှသူကအစိပ်ပိုင်းပေါင်းတန်စိပ်ပိုင်းပေါင်း650 component နဲ့လုပ်ထားပြီးမှတော်တော်လေးကိုမိုက်တယ် mechanical engineering ကို flex လုပ်ထားတယ်ပြီးတော့သူကဘောလုံးပွဲချက်တဲ့သူတွေအတွက်ဆိုရင်ပထမပိုင်းဒုတိယပိုင်း extra time overtime အကုန်ပြပြီးမှဂိုးကြီးအတွက်ပါအကုန်လုံးကိုပြတဲ့နိုင်လို့ဖြစ်ပါတယ်ခင်ဗျာပထမဆုံးအဲ့နိုင်ရဘယ်လိုလုပ်လို့လဲဆိုရင် तू ကပေါ့နော်အဲ့ဒီအဲ့နိုင်ရဲ့8နိုင်မှာရှိတဲ့ clock လေး start ဆိုတဲ့ clock ကိုနှိမ့်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့ပုံမှန်ပြနေတဲ့နိုင်နဲ့ minute တန်ပြင်ကိုအဲ့ဒီပွဲအတွက်ကို45မိနစ်လဲလို့ရမယ်ဘေးမှာလဲဟိုပေါ့နော် hour marker လေးပါ minute marker လေးပါတယ်အဲ့ဒါလေး ਨੇ တခါတည်းပြသွားပြီးမှ overtime extra time တွေကို तू ကပြတယ်ပြီးတော့ပေါ့နော်အဲ့ဒီနိုင်ထဲမှာဘာလေးတစ်ခုပါတယ်အဲ့မှာ first half second half first extra time second extra time ဆိုပြီးမှတော့အဲ့ဒါအကုန်ပြောင်းလို့ရလဲ့နေရပါတော့တော်တော်လေးကိုမိုက်တယ်ပြီးတော့ overtime ဆိုပြီးကျွန်တော်တို့ဟိုဘောလုံးမွေးတွေမိနစ်60ပြည့်သွားရင် overtime ဆိုရယ်15မိနစ်ထိတည်းသူကပြဖို့အတွက်တော်တော်လေးကိုပါတယ်ပေါ့နော်ပြီးတော့အနောက်မှာသူတို့သုံးထားတာ column wheel ပေါ့နော် column wheel ဆိုတော့ကျွန်တော်တို့နာရီတွေမှာဟိုပေါ့နော်ကျွန်တော်တို့ကားတွေလိုပဲပေါ့နော်သူက clutch တွေရော lever တွေရောပါပြီးမှလောကအဆင့်မြင့်တဲ့ mechanical engineering အဆင့်မြင့်တဲ့နာရီတွေမှာသုံးတဲ့ chronograph နာရီလေးဖြစ်ပါတယ်ခင်ဗျာပြီးတော့ပေါ့နော်ကျွန်တော်တို့45မိနစ်ပထမတစ်ပိုင်းပြီးသွားပြီဆိုရင်သူကမှ17နိုင်မှာပါတယ် reset ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီးမှအကြရင်အစပြန်စမယ်ပြီး45မိနစ်ပြန် run လို့ရတယ်ပေါ့နော်တော်တော်လေးကိုအထာကြတယ်ပြီးရင်ကျွန်တော်တို့ဂိုးတွေပါတယ်ကြီးကျင်နေဆိုရင်လည်းအပေါ်မှာဘာလေးပါတယ်10ဂိုးထိတွက်လို့ရတဲ့ဘာလေးပါတယ်ပေါ့နော်အဲ့မှာ home နဲ့ visitor ဆိုပြီးမှကျွန်တော်တို့2နိုင်နဲ့4နိုင်မှာအဲ့ခလုတ်လေးရှိတယ်အင်ရှင်သွင်းရသွင်းသွားရင် home ကိုတစ်ချက်နှိပ်လိုက်ရင်တကူ visitor ဧည့်သည်သွင်းရသွင်းသွားရင်ဧည့်သည်သွင်းရတကူအဲ့လိုအကုန်လုံးကိုမှတ်လို့ရပြီးမှတို့ mechanical engineering ကို flex လုပ်ထားတဲ့နိုင်လေးနဲ့တော်တော်လေးကိုအထာကျတဲ့နိုင်လေးဖြစ်ပါတယ်ခင်ဗျာပြီးတော့ပေါ့နော်ကျွန်တော်ဘောလုံးမွေးတွေမှာကျွန်တော် extra time အချိန်ပိုပေးတယ်ဆိုရင်လည်း10မိနစ်ထိအပြာရောင်အချောင်းလေးရှိရပေါ့နော်အဲ့ဒါလေးက10မိနစ်ထိကိုလုပ်ပြီးထားဖြစ်ပါတယ်ခင်ဗျာအဲ့မှာနိုင်မှာပါတယ်အဲ့2နိုင်မှာပါတယ်ပေါ့နော်80အထိပြထားတဲ့ဟာလေ power reserve ကိုပြတာဖြစ်ပါတယ်နိုင်က80နိုင်အထိပေါ့နော်ဟိုတန်ဘက်အပြည့်ပေးထားရင်90 power reserve လဲလို့ရတော့ပြထားဖြစ်ပါပြီမြတ်အဲ့နိုင်ရတော့မြန်မာငွေ38,000ရှိပြီမှာဘောလုံးဝဲကြိုက်တဲ့သူတွေအတွက် flex လုပ်ပြီး mechanical engineering နိုင်ရောကြက်တွေဆိုတော့တော်တော်ကိုအထာကျနိုင်လေးဖြစ်ပါလိမ့်မြတ်အဲ့နိုင်ကိုကျွန်တော်တို့ Pep Guardiola ရဲ့နိုင်လက်မှာမြင်ရမယ်လို့ကျွန်တော်ထင်တာပဲပေါ့နော်ဒီနေ့တော့လောက်ပဲပေါ့နော် peace out and hit the next one